လုံးသွင်းတဲ့ဖြင့်လို့ပြောတယ်နော်တရားစကားကိုကြားပြီးတော့နှလုံးသွင်းတဲ့အတွက်ကြောင့်တဲ့သူ့ရဲ့အသက်တာမှာဘာတွေ့ရလဲဆိုအစ30အစ60အစ100ပွားများပြီးတော့အသီးတီးတယ်လို့ပြောတယ်ဖြစ်တော့ဒီဘုံမှာတော့ကျွန်တော်တို့တွေကအစ60အစ30အစ60အစ100တော့ဘယ်မှာအကြားများလဲသိလားအလူငွေစက်ကတဲ့နေရာဟုတ်တယ်မလားနော်အလူငွေစက်ကတဲ့အခါမှာပေးလူတော့အလူငွေပြကောင်းကြီးပေးပါအစ30အစ60အစ100ပွားများစေပါပတ်စံနဲ့ပွားခိုင်းတယ်တင်းရဲ့တတမှာနှုတ်ဘက်တော်နဲ့ဝိညာဉ်အသီးတွေပွားများဖို့တော့တခါမှစမတောင်းကြဘူးဒီနေ့ကျွန်တော်တို့တတမှာကျမ်းစာကပြောတာကတင်းရဲ့နှုတ်ဘက်တော်ကိုခံယူတဲ့အခါမှာညာဆိုတော့တီးကိုတီးမယ်ဆိုတဲ့အရာကပါလဲဆိုတော့တတတဲ့ကနေနှုတ်ဘက်တော်တွေကရှံထွက်လာမှာကိုပြောတာဖြစ်တယ်တတတဲ့ကနေနှုတ်ဘက်တော်တွေကသူတစ်ပါးတော့လေကောင်းကြီးဖြစ်လာမယ်အစ30အစ60အစ100တင်းရဲ့တတကသူတစ်ပါးကိုကောင်းကြီးဖြစ်စေတယ်နှုတ်ဘက်တော်တိုင်းအသက်ရှင်ခြင်းလို့ဒီအရာကိုပြောတာနားလေရတယ်ဖြစ်တော့ဒီကိုမောင်မလို့ကျွန်တော်တို့ကလူအုပ်ကြီးလိုပဲနားထောင်နေတော့မဲလားလူအုပ်ကြီးလိုပဲဆိုရင်တော့လမ်းမြေပဲဖြစ်မယ်ကြားပေမဲ့ခဏပဲမိသွားမယ်ကြောက်မြေဆိုရင်တော့နှုတ်ဘက်တော်တော့ကြားလိုက်ပါလေနားလည်းတော့ရှိပါလေခဏလေးပြန်မိသွားတယ်တက်တာမှတော့ခွန်အားရပါလေလိုက်မလျှောက်ဘူးဒုက္ခကြုံလာလို့ရှိရင်ခရီးကိုနောက်လဲသွားတယ်ခရီးနဲ့အဆက်ပြတ်သွားတယ်စူးမြေနှုတ်ဘက်တော်ကြားတယ်တက်တာပြောင်းလဲဖို့တော့ဖြစ်လာတယ်ဒါပေမဲ့သူတစ်ပါးအတွက်ကောင်းတဲ့ပုံသက်တွေမဖြစ်ဘူးကောင်းလို့မြေအသက်တာနှုတ်ဘက်တော်ထဲမှာရောက်တဲ့အခါမှာဆွဲမြဲသူတစ်ပါးအတွက်ကောင်းကြီးဖြစ်တယ်ပွားများတင်းဘယ်လိုနားနဲ့နားထောင်လို့လဲဘုရားเจ้าတော့လာပါတယ်အဲ့ဒီထဲမှာတရားနာတဲ့သူတွေထဲမှာတင်းဘယ်လိုတရားမျိုးနဲ့ဘယ်လိုနားမျိုးနဲ့တရားနာနေတယ်ကြားရတဲ့နှုတ်ဘက်တော်တဲ့အသက်တာထဲရောက်ပြီးတော့တင်းရဲ့အသက်တာပြောင်းလဲစေပြီဆိုရင်တင်းဟာကြားတော်နာရှိတော်သူဖြစ်တယ်တင်းရဲ့အသက်တာထဲမှာနှုတ်ဘက်တော်ရောက်ပြီးမှမပြောင်းလဲရင်တင်းဟာကြားတော်နာမရှိသေးဘူးနားမရှိဘဲနဲ့ဘုရားကြောင့်ရောက်လာကြဒီခွာပေးခြင်းတင်းကြားတော်နာရှိပါကြားနိုင်တဲ့နားနဲ့ဘုရားစကားကိုနားထောင်ပါသခင်ယေရှုပြောတဲ့စကားလေးနဲ့ဒီဘုံချုပ်ခြင်းပါကြားเสียနားရှိတော်သူတွေကကြားပါစေအားလုံးပေါ်